You look really stressed out. You just take a break. I don't think so. Maybe I'm so proactive. Yeah, using sleeping pill is not the answer of to recharge the energy. It's about the stress and overthinking. Now you are completely tired. Cannot finish your walk, right? So, what are you going to do about it? Is that mental issue? It's really bad. No, it's just a little rest. So if you don't take it, it's gonna be so wrong. I can't stop it. I've got many things to do. You need to take a rest. No arguments. Trust me, you need some times. And then you pick it up again. Just a minute, take a minute. And I'm going to write a prescription letter to have it. Joy. Leo ơi Leo ဦးလေးအောင်လို့မရှိကြဘူး။ဟိုဘက်ရွာလှူသွားတယ်။ညနေလောက်မှပြန်အောင်မယ်ထင်တယ် တော့တူရဲ့နေရာမှာလည်းအဖေနဲ့လိုက်ခဲ့ရမှာလား မင်းလိုက်ခဲ့လို့ဘယ်လိုရမလဲဒါဟိုရောက်ညီညီနေမှာလည်းမဟုတ်ဘူးအဲ့ဒါကိုဖေးလိုက်မကြည့်နိုင်ဘူးလေကွာ ။မင်းလုံးစရာရှိလို့လား ဟုတ်တယ်ငါရွာတော့မန်းတက်ဆောက်ပြီးနေငါရက်ကကတ်နေတယ်ပြီးပြီ ။ဒါဆိုအတောက်ငါနဲ့ထားခဲ့လေ။ငါဒီမှာတနေကုန်အားနေတာ။ငါကြည့်ထားပြီးပါပေါ့ အဖေနဲ့မလိုက်ရရင်ဦးနဲ့ပဲနေခဲ့တော့မယ် ဒါဖြစ်လေနေခဲ့အဖွားရဲ့အလူကပြန်ကြရင်ဝင်ခေါ်လိုက်မယ်လေးလေးမမနေခဲ့နော် ဟုတ်ကဲ့ ။ဘောလာမခေါ်လဲငါပြန်ပို့ပေးပါမယ်ကွာ ။မိမိစားကောင်းလား မမီမဟုတ်ပါဘူးအတားပါ ။ဟုတ်ပါပြီ။အတာနော်။အတာဖေလူသမီးလေးထင်ပါတယ်။အဖေတိုင်းပဲအငင်းတန်လိုက်တာ။အရင်တော့ရောအဖေကအပြင်သွားရင်အတာကိုဖူးဖိုက်မှလာထားတာလား။ဒါဆိုလို့ရှိရင်ဒါကတပြည့်အိမ်မှာတလဲဖူးဖိုက်မှာတလဲစီလိုက်နေတာပေါ့။ဖေကအငြင်းတဲ့လူများနေတာလား အဖေကအရက်တော့တယ် ဟုတ်ပါမလားအတာရဲ့အတာအထင်မှားတာနေမှာပေါ့ဖေကဒီလောက်အလုပ်ကြိုးစားတာဘယ်လိုလုပ်ရက်တော့ပါလဲဒါမှမဟုတ်တခါတလေသူပင်မတဲ့ခါတောက်တာနေမှာပေါ့အတာရဲ့ ဟာဟုတ်ပါရဲ့ဆိုအဖေကမုန်းလို့ငိုနေရဲ့အတားဦးကိုမြင်ဘူးလေ ဟုတ်လားအတာဦးကိုမြင်ဘူးလေအတာမွေးတဲ့အချိန်မှာဦးကဒီရွာမှာတော့မရှိသေးဘူးအတာဦးကိုမြင်ဘူးလေဆိုတော့ဘယ်လိုလုပ်ဖြစ်နိုင်မှာတော့ ဟာမြင်ဘူးပါရဲ့ဆို ပြီးတော့မြင်ဘူးလေဆိုလည်းမြင်ဘူးလေပေါ့နော်စား ဟာညီမလေးတို့ပါလားမင်းဦးလေးပါလားလောင်းလေဒီကတော့စားကြအောင် စားတော့ဘူးကောနင်တို့စားရင်စားလေငါပြန်နေမယ် လာညီမလေးတို့လာလူတွေဖြစ်လာကြတာလေ တကူနဲ့ရန်ဖြစ်လာတာသူတို့ကျင်တော့ဘာဖြစ်ကြလဲမသိဘူးတွေ့ရနေတိုက်ထိုးတက်ပုတ်ကုန်ကြတော့တာပဲ ဟွန်းဒီတိုင်းရိုးစကားများတော့အကန့်ကိုရဲ့နင်ပြောလိုက်ရင်ကိစ္စတွေကအကြီးပဲ ဟ
စားစားညီမလေး ဟုတ်ပြီ ညက်တင် ဟုတ်ကျွန်တော်မျက်ထင်ပါဗျ ဟာအေးမင်းနှွေးဦးနဲ့အတူပြန်လာမယ်လို့ငါကြားတယ်ငါမှလည်းကွာတကြံပွဲကိစ္စရည်နဲ့အလုပ်ရှုပ်နေတာမင်းကိုမေ့နေ ဟုတ်ကျွန်တော်လည်းဒီနေ့ရွာထဲမှာလိုက်နှုတ်ဆက်မလို့ပါပဲဒါပေမဲ့အတောက်ကိုထိန်းနေနေဒီနေ့မအားလိုက်ခင်ဗျ ဟာအေးပါရပါတယ်ကွာဟိုဒီမှာနေအောင်မလား ဟုတ်ကျွန်တော်တကြံတွင်းလုံးဒီမှာရှိမှာခင်ဗျ အေးကောင်းတယ်ကွာအဲ့ဆိုနောက်မှပဲအေးစီစကားပြောမှာမတော်အောင်မယ်ရောအော်အေးဒါနဲ့ကွာဟိုညနေကြရင်လေဓမ္မယုံမှာလူငယ်လာစုပေးဖို့ပြောပြပါအောင် ဟုတ်ကျွန်တော်နိုင်တဲ့လောက်စုပြောလိုက်မယ်လေဟုတ် ကြုံသလောက်ပေါ့ကွာ ဟုတ်ကဲ့ပါခင်ဗျဟုတ် ဒါသမီးတတာဒီကိစ္စနေအများကြီးစားနေကဲလူတွေအားလုံးလည်းဆုံးပြီဆိုတော့ခက်မြက်မြက်ကြီးပြောလိုက်မယ်ဒီလိုကွာဒီနေ့တကြံမန်းတဲ့ဖွင့်ပွဲမှာမနစ်ကထက်ထူးထူးခြားခြားလေးဖြစ်ချင်တယ်ຫນွေဦးနဲ့မြတ်ထင်ရလည်းမျိုးကားတွေပြန်လာကြတယ်ຫນွေဦးမှလည်းမိန်းကလေးတငယ်ချင်း2ယောက်ပါလာတယ်ဆိုတော့ဒီနေ့တိုးရွာမှာလူငယ်တွေအများကြီးပဲလေအဲ့ဒါကြောင့်ပျော်စရာကောင်းသွားအောင်ပြန်ပွဲလေးနဲ့တကြံစဖွင့်လိုက်ကြမလားလို့လေးကျွယ်စဉ်းစားထားတယ် ဘာပြန်ခွဲလဲရင်လေးလေး နတ်သားသွေးပြန်ပွဲတနည်းအားဖြင့်ပြောရရင်တော့ဟိုတနခါသွေးပြန်ပွဲပေါ့ကွာ ဒါမျိုးကတော့တွေ့ကြွမ်းမိတာပဲမတို့နိုင်အောင်နိုင် ဟုတ်ပါမပြန်ခင်ကလေးရအောင်နိုင်နေပြီနော် မတက်သေးဘူးဆိုပေမဲ့လည်းတေချာတင်ပေးရင်တော့ပြိုင်နိုင်လောက်မယ်ထင်တယ်တင်ပေးနော် တင်မင်းမှာပေါ့ငွေဦးကိုလည်းတင်ခိုင်းတော့ तू ကအိမ်မှာသူ့အမေကိုတွေးပေးနေကြ तू ကအရန်ကြွမ်းနေ ဟုတ်လားနေဘူးအဲ့ဆိုရင်ငါတို့ကိုတင်ပေးနော် တင်မေးမှာပေါ့ဟာပြီးရင်ငါတို့အတူပြန်ကြမယ်လေနော် ကျောင်းသားငယ်ချင်းတွေကရိုင်းတိုက်ထားကြတာဗျရိမ့်မကတော့ဘူးလား ဟိုရင်းကဟိုမတ်တက်ပိတ်ပွဲကြရင်ကတ်လို့ရတယ်လေဟိုဖွင့်ပွဲမှာမြို့ကပါလာတဲ့ဧည့်သည်တွေလည်းပါဝင်လို့ရအောင်လေးကျွယ်စီစဉ်လိုက်တာဟိုစုကလည်းထိုက်တန်တန်ပြေးမှာနော် ပြိုင်မယ် အဲ့တဲ့တွေကတခါလေးမှလာတာလေဗျာရွာကန်တွေကိုဦးစားပေးစဉ်းစားမှာမဟုတ်လား ဘာလဲမင်းကကြွားကံမလို့ငါတို့နိုင်မယ်ထင်နေတာငါတို့တငယ်ချင်းတွေပေါင်းလိုက်မင်းတို့ထထောင်တောင်းအောင်မယ် ငါမင်းကိုဘာမှမပြောဘူးနော်ငါမှသာလေးလေးကိုပြောနေတာ မင်းကသူများတွေပျော်နေအောင်ဖျက်လို့ရစီလို့ ဒုက္ခဘာဖြစ်လဲကွာမင်းတို့လိုရွာပြစ်သွားတဲ့ကောင်တွေလို့လေရွာဘယ်ပွဲမှာမပါချင်ချင်ဘူးကွာရှင်းလား ဘာလဲမင်းမပြန်ရဲလို့ ငါဘာလို့မပြရဲရမှာလဲ တငယ်ချင်းဆိုတာဘလို့အခြေအနေဘလို့နေရာမျိုးပဲရောက်ရောက်မိပေါင်းစုံနဲ့တယောက်ကိုတယောက်ရှိနေပေးရတာပေါ့မင်းအောင်အောက်တော့ဘလို့နေထားမျိုးမှမရှိနေပေးတယ်နင်းနော်အရင်မှညံကောင်းတာပဲဟာလေဆရာဝန်မကြီးလုံးမို့လား နေရတာဟဲ့မဟုတ်ပါဘူးငါစာရေးဆရာမကြီးဖြစ်ချင်တာသူတို့လည်းမလာကြသေးဘူးနော်အေကန်နာမလာရတော့ဦးနဲ့တူတယ် လာတော့လည်းကောင်းတာပေါ့ငါတို့နိုင်တာပေါ့ မမေကမမဆုံးတော့ရန်ဦးအပြစ်တင်အဲ့ဒါမမေအထင်လေတကယ်အဖြစ်ပြက်မှန်အဲ့ဒါမဟုတ်ဘူးမမေလည်းသိ မသိမှန်တောင်ပြန်လေမြူတယ်အချိန်ခါဝေးစားဝင်လာထူတယ်အိုချစ်ဦး